Hello စာပါရောက်လို့ရှိရင်မတော်မဖြစ်သွားတဲ့ cafe list ထဲကတစ်ခုဖြစ်တဲ့ Moana Cafe လေးကိုခေါ်သွားပြပါမယ်။လိုက်ခဲ့ပေးကြပါအောင်နော်။ဝင်ကြီးတယောက်ကို$9,000ပေးရပြီးတော့ coffee ဒါမှမဟုတ်တီးတစ်ခွက် free ပြန်ရပါတယ်။ Photo spot တွေလည်းအများကြီးရှိတဲ့အတွက်တပုံရရတာဝါသနာပါတဲ့သူတွေအတွက်ဆိုလို့ရှိရင်တော့တကယ်ကို heaven တစ်ခုပါပဲ။ချိတ်တို့သွားခဲ့တော့ကတော့ညနေကင်းဖြစ်သွားတဲ့အတွက် lighting တိတ်မကောင်းပါဘူး။တပုံရရတာတိတ်အဆင်မပြေဘူးပေါ့နော်။အကယ်၍အဲ့ကိုသွားမယ်ဆိုလို့ရှိရင်မနက်ခင်းပိုင်းသွားဖို့ recommend ပေးချင်ပါတယ်။တင်းကြီးအောင်ဆောင်ထားပေမဲ့ငါပေါ်ဗီဇာလေးကတစ်ဖြတ်တစ်ကက်လောက်တော့ထားကြွလိုက်ပါသေးတယ်။ weekday ဖြစ်ဖြစ် weekend ဖြစ်ဖြစ်လူအရန်များတဲ့အတွက်တချို့ photo spot နေရာလေးမှာဆိုလို့ရှိရင်တန်းစီပြီးစောင့်ရတတ်ပါတယ်။မှန်တွေ့ရတဲ့ mirror selfie ရိုက်တဲ့ကျမအတွက်ဒီနေရာလေးနှစ်ခုကတော့တကယ်ကို favorite ဖြစ်ခဲ့တယ်ပေါ့နော်။ photo spot တွေကများလုံးတဲ့အတွက်ဒီနေရာလေးကိုသွားမယ်ဆိုလို့ရှိရင်တော့တခြားလေးအချိန်ပေးပြီးတော့သွားစေချင်ပါတယ်။ဒီနေ့တော့ဒီလောက်ပါပဲ။စာပါခီးစဉ်ရနောက်ထပ်